ông đi của lại bà đi để lưu lại đà lá lưu lại bà đi để mấy gia đình đi vào ra đều xong rồi lại bà đi thì ai ra đó ông đi của khoe sao chú đó bảo nèဒီဗီဒီယိုထဲကဆရာလေးရပေါ့နော်ဒီအိမ်ရဲ့နတ်အောင်ဒီကိုစွန့်ပြီးတော့စားဖို့လုပ်တယ်ပေါ့နော်စားဖို့လုပ်တာကိုဒီဦးလေးကြီးကနေပြီးတော့မှအသက်အန္တရာယ်ဆိုရင်ရတယ်ဒါမျိုးမလုပ်သင့်ဘူးဆိုတာပြောရတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်အပြည့်အစုံကိုဆိုစရနဲ့အတူတူလိုက်ကြည့်ကြမယ်နော်ဒီမှာဆရာလေးကိုဒီမိသားစုကတော့အုံးဒီကိုလှူလိုက်ပါပြီတဲ့လှူလိုက်တာလားလှူလိုက်တာလေနော်လှူလိုက်ပါပြီတဲ့မိစ္ဆာလေးတွေယူဝါဒတွေကိုဆုံးလွတ်လိုက်ပါပြီတဲ့မိစ္ဆာလေးတွေယူဝါဒကိုလည်းဆုံးလွတ်လိုက်ပါပြီတဲ့ဒီမိသားစုတွေကကဲဆရာလေးကတော့အုံးဒီကိုခွဲစားဖို့ယူသွားပါဦးနဲ့နောက်တယ်နော်ဆရာလေးကတော့မလေးအယူမှန်လို့ရှိမိမိရဲ့စိတ်တွေကကြည်လင်ခြင်းကိုရပါလိမ့်မယ်လူဘဝရဲ့နှစ်သာရဆိုတာစစ်မှန်တဲ့သာသနာမှာစစ်မှန်သောအကျင့်ကောင်းတွေနဲ့နေထိုင်ခြင်းဖြစ်တယ်မိမိရဲ့အကျင့်ကောင်းချင်းမြတ်ကတာနဲ့မိမိကိုကောင်းကျိုးပေးတယ်အခုတော့လက်ခံသွားပြီဟုတ်ပြီနော်အုံးဒီခွဲစားဖို့ယူသွားပြီနော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ထေးပန်ထရာနဲ့နတ်အုံးဒီအကြောင်းလေးနဲ့ပြောပြခြင်းတယ်ဒီဆရာလေးကလိုင်းပေါ်မှာစပြီးတော့ဒီတရားတွေဟောတဲ့ကသူ့တရားတွေကလွဲချော်မှုတွေရှိတဲ့အတွက်ကျွန်တော်အကောင့်အဟောင်းမှာအမြဲတမ်းသူ့ရဲ့အမားတွေကိုဘာမားနေတယ်ဆိုပြီးကျွန်တော်အမြဲတမ်း comment ဝင်ရေးပြတယ်နောက်တစ်ခါအမျိုးသမီးလေးတယောက်ရှိပါတယ်သူလည်းတရားတွေဟောနေသူ့အောက်မှာအဲ့လိုမျိုးတရားလူချင်းတဲ့လူတွေအယူဆနည်းနည်းလေးမှားသွားတယ်ဆိုရင်ဘာကမှားနေတယ်ဆိုပြီးတော့အရင်တော့ရတယ်ကျွန်တော် comment တွေဝင်ရေးပြီးဒီထေးပန်ထရာဆိုတဲ့ဒီလရှင်ဆရာကြီးကတရားဟောတဲ့နေရာမှာသူ့တရားတွေဒီနည်းနည်းလေးတိမ့်ချော်မှုလေးတွေရှိတယ်အကုန်လုံးတော့မဟုတ်ပေမဲ့သူကိုယ်၌မသိထားတဲ့အရာတွေရှိတဲ့အတွက်အရင်တော့ရတယ်ကျွန်တော်ထောက်ပြဝေဖန်တယ်ဒါပေမဲ့သူ့ရဲ့ပြဿနာကသူကအရန်ကိုထင်ပေါ်ခြင်းစိတ်လေးနည်းနည်းရှိတယ်ပေါ့နော်ထင်ပေါ်ခြင်းစိတ်ရှိတဲ့အတွက်သူ့ရဲ့လုပ်ရက်တွေကထင်ပေါ်အောင်လုပ်တဲ့ဒီနတ်အုံးသီးတွေလုပ်တဲ့ကိစ္စကဗုဒ္ဓဘာသာအဆုံးမှလည်းမဟုတ်တယ်လို့ဗုဒ္ဓဘာသာအယူဆလည်းမဟုတ်ဘူးဒါတွေကဟိုအရှိကကျွန်တော်တို့အလွန်မတန်လေးစားတဲ့ဆရာတော်တွေလည်းဒါမျိုးလုပ်ခဲ့ကြတယ်ဆိုတော့သူတို့အမားတွေကိုသူတို့လည်းသိတယ်ချိန်မှာသူတို့လည်းဒါတွေကိုရက်ပစ်တာတွေရှိတယ်အဲ့တော့ဒီနတ်အုံးသီးကနတ်ကိုးကွယ်မှုကဗမာတွေရဲ့အယူဝါဒဖြစ်တယ်မြတ်စွာဘုရားကသူ့ကိုလာကိုးကွယ်လို့တပည့်လူမကိုးကွယ်ရဘူးလို့ဘယ်တော့မှမတားမြစ်ဘူးအဲ့တော့ဒီလစ်ဆိုကြီးမင်းကြီးသူ့ကိုလာကိုးကွယ်တော့မင်းတို့ဗလိနတ်စာကျွေးမြဲကျွေးပါမင်းတို့ပူဇော်မြဲပူဇော်ကြပါအဲ့တော့မဆုပ်ယုတ်ကြောင်တရားတွေမှာလည်းဒီဟာတွေပါတယ်ဒါတွေကနတ်တွေဆိုတာကမမြင်အပ်တဲ့ပုံကိုယ်တွေမမြင်အပ်တဲ့တတ္တဝါတွေကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်အကယ်၍ဒီမိသားစုတစုကဒီနတ်အုံးသီးကိုသူတို့ကိုယ်တိုင်ကဒီနတ်ကိုမကိုးကွယ်ခြင်းတော့လို့စွန့်ပစ်တယ်ဆိုရင်ဘာပြဿနာမှမရှိဘူးယဟန်တပါးတိလရှင်တပါးအနေနဲ့အဲ့ဒီလိုအလုပ်ကိုမလုပ်အောင်ဘာကြောင့်လဲလို့မေးလို့ရှင်သူတပတ်သားရဲ့လက်လာဘကိုပိတ်ဆို့တာဆိုတော့ဒီနတ်အုံးသီးကိုဒီအိမ်သားတွေကလှူဒန်းနေတဲ့အတွက်ဒီနတ်အုံးသီးမှာကတ်ရောက်နေတဲ့မမြင်အပ်တဲ့ပုံကိုရှိတယ်ဒီအိမ်မှာစောင့်နေတဲ့နတ်တော်၎င်းဟာလားဘုံမစိုးတစ်ခုခုပေါ့နော်မမြင်အပ်တဲ့အရာတစ်ခုခုဟာဒီနတ်အုံးသီးကိုအစွဲပြုတ်ပြီးတော့အမိပြုတ်ပြီးတော့သူလက်လာဘရနေတယ်အဲ့တော့ဒီနတ်အုံးသီးနဲ့အတူတူစွန့်ပစ်လိုက်တဲ့အတွက်ဒီနတ်အုံးသီးကိုအမိပြုတ်နေတဲ့မမြင်အပ်တဲ့တတ္တဝါကလွင့်သွားသွားတယ်လွင့်သွားသွားတဲ့အချိန်ကျရင်ဒီဆရာလေးကိုသူအညှိုးထားလိုက်မယ်သူ့ကြောင့်ငါဒီအိမ်ကနေထွက်သွားရတယ်ဆိုတဲ့အညှိုးထားရလိမ့်မယ်ထားတဲ့အချိန်မှာဒီဆရာလေးကရင်ထဲမှာအဘိဇ္ဇာရှိတယ်ဖြက်စီးလို့တဲ့ဆန္ဒရှိတယ်အဘိဇ္ဇာဆိုတော့ဖြက်စီးတာသူတပတ်သားရဲ့လက်လာဘကိုဖြက်စီးတာသူကြော်စောမှုအတွက်သူတပတ်သားရဲ့လက်လာဘကိုဖြက်စီးတဲ့အတွက်သူ့ကိုမုန်းနေလိုက်မယ်အဲ့ဒီမမြင်အပ်တဲ့ဘလူတရဲ့တပတ်ဆိုတဲ့အရာတွေကသူ့ကိုမုန်းနေလိုက်မယ်မုန်းနေတဲ့အချိန်မှာသူတစ်ချက်နှိမ်ပါတာနဲ့သူ့ကိုနှိပ်စက်လိုက်မယ်အဲ့ဒီဆရာလေးအနှိပ်စက်ခံရလိမ့်မယ်မြတ်စွာဘုရားကမေတ္တာတုတ်တိုင်ဖြစ်လာတဲ့အကြောင်းအရာလည်းခင်ဗျားတို့ကြားဘူးပြီးသားဖြစ်တယ်ကမ္မထမ်းအားထုတ်နေတဲ့ယဟန်တွေကိုတောဆောင်နတ်တွေက6လလွတ်တာကြာလာတော့ဒီယဟန်တွေရဲ့သီလအားနဲ့သူတို့မနေနိုင်တော့ကမ္မထမ်းအားလုံးထုတ်လို့မရအောင်လို့ဝိုင်းပြီး6လလိုက်တဲ့ခါကျတော့မြတ်စွာဘုရားရှိပြန်လာတယ်အဲ့တော့မြတ်စွာဘုရားကမေတ္တာကမ္မထမ်းပြီးတယ်အဲ့တော့ယဟန်တွေရဲ့အဓိကအလုပ်ကမေတ္တာပွားကိုပွားနေရတယ်မေတ္တာမထားလို့မရဘူးတရားဝါဒီအပေါ်မေတ္တာစိတ်မရှိလို့ရှိရင်ယဟန်မမီဘူးသီလရှင်ကလည်းတရားဝါဒီအပေါ်မေတ္တာစိတ်ထားကြတယ်ဒီဆရာလေးကမေတ္တာစိတ်ကိုဖျက်ဆီးနေတာဖြစ်ခြင်းကြောင့်ဒီဆရာလေးဒီနှိမ်ပါတဲ့အချိန်ကျရင်အနှိမ့်ဆက်ခံရလိမ့်မယ်
အဲ့တော့ဒီဆရာလေးက ဆရာလေးအတွက်ကိုပြပြနေ သူ့သဘောနဲ့သူလုပ်နေတာတွေဖြစ်တယ်ဗုဒ္ဓအယူဆနဲ့တော့မဆိုင်ဘူးဒီနတ်အုံးသီးတွေခုနပြောသလိုနတ်တွေကနှိပ်စက်တယ်မေတ္တာတုံးနဲ့ထားတယ်နောက်တစ်ခါတုတ်တန်တစ်ခုမှာမြတ်စွာဘုရားကဟောထားတယ်မေတ္တာတရားမရှိတဲ့ယဟန်တွေကိုတဲ့ဘလူတဲတပတ်တွေကဘလူချမ်းတွေကရက်ခတွေကနှိပ်စက်တယ်မြတ်စွာဘုရားကိုယ်နဲ့ဟောထားတဲ့တရားရှိတယ်အဲ့တော့မေတ္တာတရားမရှိတဲ့ယဟန်ကိုတော့နှိပ်စက်နိုင်တယ်ဒီရှင်မောက်ကလန်ကိုတော့မြတ်ကြီးကိုတော့မှမာနကြီးကဗိုက်ထဲဝင်ပြီးနှိပ်စက်တာအဲ့တော့နှိပ်စက်တက်တဲ့သဘောရှိတဲ့မကောင်းတဲ့စိတ်ရှိတဲ့တတဝါဒီပေါ်မှာလည်းမေတ္တာထားပြီးရတယ်အဲ့တော့ဆရာလေးကမေတ္တာတရားကိုဖျက်ဆီးနေတာဖြစ်တဲ့အတွက်သူဒီတစ်ချိန်ချိန်မှာတော့သူ့ကိုပြန်နှိပ်စက်ခံရလိမ့်မယ် ကြောက်စရာ ဒါကသဘောတဘာဝတူအဲ့တော့နှအုံးသီးကိုကိုးကွယ်သည်ဖြစ်စီမကိုးကွယ်သည်ဖြစ်စီလူတစ်ယောက်ရဲ့ရင်ထဲမှာအစွဲရှိတယ်အဲ့ဒီအစွဲကသူကိုယ်၌လွှတ်လိုက်တာမဟုတ်လို့ရှိရင်ဒီအစွဲကပြုတ်မသွားဘူးနှအုံးသီးတွေလွှတ်ပြက်လိုက်လို့လေအဲ့ဒီမိသားစုကနှအုံးသီးမရှိလို့မြန်တခုခုဖြစ်ပြီဆိုရင်ဒီနှအုံးသီးမရှိလို့မြန်ဖြစ်တာလားဆိုတဲ့အစွဲဆွဲပြီဆိုရင်နောက်ထပ်အာကုသိုလ်ထက်တက်တယ်အဲ့ဒီအစွဲကဒိဋ္ဌိဖြစ်လာဒိဋ္ဌိဖြစ်လို့ရှိရင်ခတ်မသိလို့ရှိရင်ငရဲတိကျသွားနိုင်သူကနေသူဓာကြီးကိုမလိုအပ်တော့ပါဘူးဆိုပြီးတော့ငါမကိုးကွယ်ဘူးကွာမင်းကိုမထားဘူးကွာဆိုပြီးလွှင့်ပစ်လိုက်တာတမျိုးအဲ့တော့မြတ်စွာဘုရားလက်ထက်တော်ခါမှာလည်းရှိတယ်ဇောတိကတတိနဲ့တူတယ်ထားတယ်နာမည်မှားသွားရင်တော့ sorry နော်ဘုရားเจ้าကနေပြန်လာပြီးတော့သူ့အိမ်ထဲဝင်တဲ့အချိန်မှာသူ့ခြံဆောင်နတ်ကအဲ့တတိရဲ့ခြံဆောင်နတ်ကမြတ်စွာဘုရားပေါ်မှာမကြည်ညိုတဲ့ခါကျတော့သူအတန်ပြုတ်ပြီးပြောတယ်ဒီကရုံးတွေကိုလှူဒန်းနေလို့ဘာအကျိုးရှိမှာလဲကွာမင်းလှူနေလို့လည်းပတ်စံကုန်တာပဲဖတ်တယ်မှာအဲ့ဒါနဲ့ဟာဒီအတန်ငါ့ကိုဒီလိုပြောလိုက်တာဘာတူလဲပေါ့လှမ်းပြီးမေးလိုက်တဲ့ခါကျငါချမ်း ဒီဗီဒီယိုကိုဒီအဆုံးထိကြည့်ရှုနေတဲ့ပရိသတ်ကတော့တစုံတစ်ခုရသွားမယ်လို့ဆွဆန်းကတော့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးပရိသတ်အပေါင်းစိတ်ချမ်းသာရှင်ကိုကြီးကျမချင်းနဲ့ပြည့်စုံကြပါစေလို့ဆွဆန်းကနေဆုမကောင်တောက်ပေးလိုက်ပါတယ်